လေးကြောင့်နော်အဲ့ဒါဒီလာမဲ့ပွဲအတွက်ကပါလဲပေါ့နော်ကျွန်တော်ကောင်းလိုက်ကြရမှာဒီလာမဲ့ပင်ကြတော့ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းခုနှစ်ကြောင့်နော်ဒီနှလုံးပေါင်းခြင်းခုနှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းခွန်ဒီနှလုံးပေါင်းခြင်းနှစ်ကြောင့်ဒီသုံးလုံးပေါင်းခြင်းနှစ်နော်ဒီနှလုံးပေါင်းခြင်းလေးကြောင့်ဒီသုံးလုံးပေါင်းခြင်းလေးဖြစ်တယ်ဒါဆိုဒီလာမဲ့ပွဲဆိုရင်ဒီနှလုံးပေါင်းခြင်းက17နော်ဒီနှလုံးပေါင်းခြင်းခွန်နဲ့လေးနဲ့ပေါင်း1နော်1ကြောင့်ဒီလာမဲ့ပွဲဆိုဒီမှာ3ညဒီမှာ9ဆိုတော့ကျွန်တော်တို့1ဖြစ်ဖို့အတွက်2ထိပ်လာမှသာ1ဖြစ်မယ်ဒီပုံနော်ထိပ်စီက2ပေါ့နော်2ထိပ်လာမှသာကျွန်တော်တို့3ဒီနှလုံးပေါင်းခြင်းနော်ဒီနှလုံးပေါင်းခြင်း1ကြောင့်နော်ဒီနှလုံးပေါင်းခြင်း1ကြောင့်ဒီ3လုံးပေါင်းခြင်း1ဆိုတော့2ထိပ်ပေါ့တကယ်လို့ဒီအတိုင်းပေးလိုက်မယ်ဆိုတော့ဒီလာမဲ့ပင်အတွက်2ထိပ်ပေါ့နော်ထိပ်စီကတော့2ပေါ့ထိပ်စီကတော့2ထိပ်စီကတော့2ပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါနော်ထိပ်စီ site ပြီးပါတော့ကျွန်တော်တို့အခုကကျွန်တော်အလဲတိုင်း site ပြီးပေါ့နော်ကျွန်တော်ပြပြီပေါ့နော်တက်ဆက်မှုရှိနေယူသုံးပါဗျာပြီးလို့ရှိရင်ကျွန်တော်အားလုံးထိပ်စီအလဲနောက်ပိတ်နော်ကွာပေါင်းခြင်းတွေမှာကျွန်တော်တခါတည်းကိုချပေးမှဖြစ်တော့မေစုလုံးလေးနဲ့ကျန်နေတဲ့ကနေကိုရွေးထိုးပေါ့နော်ယူစားလို့ရတော့နော်ကျွန်တော်တို့ဒီမှာဆိုရင်ဒီနှလုံးပေါင်းခြင်း9တယ်နော်ဒီနှလုံးပေါင်းခြင်း9ပြီးမှကျွန်တော်ကာလာနဲ့ပြရမယ်နော်ဒီနှလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်း9ကဒီနှလုံးပေါင်းခြင်း6 sorry နော်ဒီနှလုံးပေါင်းခြင်း